စာတင်မယ်ဆိုတော့ကိုတို့တင်ခဲ့တဲ့ထဲမှာဒိုရီမီဖာဆိုလာတီဆိုတာဒါညီမလေးတည်ပြီးသားတင်ခဲ့ပြီးသားပေါ့နော်စီကနေဒီကိုရောက်ဖို့အတွက်ဆိုရင်ဂျာထဲမှာတစ်လုံးချရတယ်ဒီကနေ E ကိုရောက်ဖို့အတွက်ဆိုရင်ဂျာထဲမှာတစ်လုံးရှိတယ်တစ်လုံးချန်ရတယ်ပေါ့နော် E နဲ့ F ကတော့ကလေးရဲ့ဒါတော့တည်ပြီးသားသူ့ရဲ့ပတ်တန်းကဘယ်လိုလဲဆိုရင်စီကနေဒီရှိရောက်ဖို့အတွက်ဆိုရင်ဟိုတစ်လုံးကျော်ပေါ့နော်အပြည့်လို့ပြောတာပေါ့ W လို့သတ်မယ်သူ့ရဲ့ပုံစံကြီးကဟိုဟဲ့လို့တတ်မှတ်ထားတယ်ပေါ့နော်အဲ့ဒါလေးအဲ့ပုံစံကြီးကိုကြည့်ပြီးတော့ကိုတို့ကီးရဲ့ဒိုရီမီဖာကိုတွက်ချက်မယ်ပေါ့နော်အဲ့ဒါဒီနေ့တင်တဲ့သင်ခန်းစာအကြောင်းများပေါ့နော်အဲ့တော့ဆိုတော့ကိုတို့ကီးစီဆိုရင် C ကနေစာရေးမယ် C ပြီးရင်အစင်းလိုက်ခဲ့ကြည့်မယ်ပေါ့နော် C ပြီးရင် D E F G A B ပြီး C ကနေတန်ဆုံးမယ်အဲ့ဒါကီးစီရဲ့ဒိုရီမီဖာဆိုလာဒီဟာနဲ့တူတူပဲC ကနေပြီးတော့မှ C ကီးကနေပြီးတော့မှကိုတို့ကပြန်ပြီးတော့မှတခြားကီးတွေကိုလည်းအဲ့လိုပုံစံမျိုးနဲ့ရှာမှာပေါ့နော်သူရဲ့ပုံစံကြီးကဟိုဟဲ့အဲ့ဆိုရင် C ကီးကိုရေးမယ်ဆိုရင် C ရဲ့ဒိုရီမီဖာဆိုရင် C D E F G A B C E နဲ့ F ကလည်းရဲ့ B နဲ့ C ကလည်းရဲ့ဆိုတော့အခုဒီကီးကိုရှာကြည့်မယ်ဒီကီးရဲ့ဒိုရီမီဖာပေါ့နော်ဒီကီးရဲ့ဒိုရီမီဖာကိုရှာမယ်ဆိုရင်ဒီမှာရေးထားတယ်ဒီကနေစာရေးလိုက်ပြီးတော့ဒီပြီး E နဲ့ E လာတယ်ဒီနဲ့ E ကတစ်လုံးကျော်ပဲကိစ္စမရှိဘူးဒီပြီး E လာတယ် E နဲ့ F ကြတော့ဒီနေရာမှာအခုတို့ F လို့ရေးလိုက်ရဆိုရင် E နဲ့ F ကလည်းရရှိရမှာပေါ့ကလည်းမဖြစ်သွားမှာအဲ့တော့အခုကစဉ်းစားကြည့်မယ်ဒီမှာအောက်မှာစဉ်းစားကြည့်မယ်ပေါ့နော်ဒီဟာလေးနဲ့ကြည့်ပြီးတော့တွက်မယ်ပေါ့အရင်ဆုံးထိုက်လိုက်မယ်ပေါ့နော် C D flat ပြီးရင် D ပြီးရင် E flat ပြီးရင် E F G flat G A flat A B flat B C အဲ့လိုမျိုးအစဉ်လိုက်ရေးလိုက်မယ်ပေါ့နော်ဒါရှင်းကြီးလည်းသိထားပြီးသားเนาะဒီကနေဒီနဲ့ C ကြားထဲမှာတစ်လုံးရှိတယ်ဒီနဲ့ E ကြားထဲမှာတစ်လုံးရှိတယ် E နဲ့ F ကြားထဲမှာလည်းမရှိဘူးပြီးရင် F နဲ့ G ကြားထဲမှာတစ်လုံးရှိတယ်G နဲ့ E ကြားထဲမှာတစ်လုံးရှိတယ် E နဲ့ B ကြားထဲမှာတစ်လုံးရှိတယ် B နဲ့ C ကြားမှာမရှိတော့ဒါလေးတခြားတယ်လေးသိထားပြီးသားပေါ့နော်စားတယ်က1 2 3 4 5ခုရှိတယ်သူ့ရဲ့ဒိုရီမီဖာဆိုလာဒီဆိုတာ9လုံးရှိတယ် C D E F G A B C ကနောက်ကနေပြန်လာတာပေါ့နော်ဒါသူအစင်လာရေးထားတဲ့ဒါလေးကိုကြည့်ပြီးတော့မှဒီကီးရဲ့ဒီကီးဒီပေါ့နော်ကီးဒီရဲ့ဒိုရီမီဖာကိုရှာမယ်ပေါ့နော်ကီးဒီရဲ့ဒိုရီမီဖာကိုရှာမယ်ဆိုရင်ကိုရရင်တော့ဒီကိုရေးတယ်ဒီရေးပြီးရင် E ရေးတယ်ပေါ့နော်ဒီရဲ့ပုံစံကြီးတိုင်တော့မှာဟိုတော့မှာပေါ့နော်အဲ့တော့ဒါ2ဖြစ်သွားမှာပေါ့နော်2ကနေ review သွားမယ်ဆိုရင်တစ်လုံးကျော်ဒါ review ဟုတ်ကဲ့နော်2ကနေ review သွားမယ်ဆိုရင်တစ်လုံးကျော်ရတယ်အဲကြောင့်ဒီဒီမှာဒီက2ဖြစ်တဲ့အတွက်ကြောင့်တစ်လုံးကျော်ပြီးတော့မှ E ကိုသွားလိုက်မယ်ပေါ့နော်ဒါရှင်းထားလိုက်ပြီမှာဒီကနေစရမယ်ပေါ့နော်ကြီးဆိုတဲ့အကြောင်းဒီကနေစရမယ်ဒီကဒါ2ဖြစ်သွားမှာပေါ့နော်2ကနေ view သွားမယ်ဆိုရင် E ကိုရောက်တာ E ထုတ်ပြီးရှင်းထားမယ်ပြီးရင် ray ကနေ view သွားမယ်ဆိုရင်တစ်လုံးကျော် E ကနေ view သွားမယ်အဲဆိုတော့ G flat ဒီမှာ G flat ရေးထားတယ်မီရဲ့ far ကလေးရဆိုတော့ G ပြီးတော့ G flat ပြီးတော့ G ပြန်လာမယ်ဒါမှမဟုတ် farနောက်တစ်ခုဘို့ဖားနေဆိုသွားမယ်ဆိုရင်တစ်လုံးကျော် G ပြီးတော့ A ပြန်လာတယ်ဆိုပြီးရင်လာကနေတစ်လုံးကျော်လာတီတိုပေါ့နော်လာတီတို C ပြီးတော့ဒီနောက်မှာနောက်ထပ်ဆက်လာမယ်ဆိုရင် C ပြီးရင်ဒီ flat လာမယ်ဒီလာမယ်ဟုတ်တယ်နော်အဲ့တော့လာကနေတီကိုသွားမယ်ဆိုရင်လာကနေတီကိုသွားမယ်ဆိုရင်တစ်လုံးကျော်ဒီ flat ဒီပြီးရင်တီကနေထိုးကလည်းရဆိုတော့ဒီတိုအဲ့တော့ဒိုရီမီဖာဆိုလာဒီတို D E G B G A B D B D D B D ကီးဒီရဲ့ဒိုရီမီဖာကိုတွက်ထုတ်တဲ့နည်းပေါ့နော်
အဲ့လိုပဲကိုတို့ကော့ရေးမယ်ဆိုရင်ကော့ပေါ့နော်အခုဒီတစ်ဘက်ကလည်းပြောခဲ့တယ် key C ရဲ့ကော့ရပါလဲဆိုရင် C ကော့ပါမယ် D minor ကော့ပါမယ်ပြီးရင် E က E minor ကော့ပါမယ်ပြီးရင်원이 변이 되려면 달리가 거 고 안다 하야 거 다 C 거 C 거 비에 D minor 거 바래 D minor 비에 E minor 거 바래 E minor 거 비에 F ပြန်လာတယ်အပြီးရင် G ပါတယ်ပြီးရင် E minor ပါတယ်ဟုတ်တယ်နော်ဒါ key C ရဲ့ကောလေ C D minor E minor F G E minor key T ရဲ့ကော့တွေကဘာလဲဆိုရင် D ကော့ပါမယ် minor ဖြစ်တဲ့ကြောင့် E minor ကော့ပါမယ်ဒီအတိုင်းပဲဒီမှာဆိုရင် G flat minor ကော့ပါမယ်ပြီးရင် G ကော့ပါမယ်ပြီးရင် A ကော့ပါမယ်ပြီးရင် D minor ကော့ပါဒီမှာလဲ minor ဒီမှာလဲ minor ဒီမှာလဲmajor ဒါလဲ major ဒါလဲ major ဒါလဲ major ဒီမှာ min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 or ဒီမှာ major ဒီမှာ major ညာ key D ရဲ့ကော့တွေက D ကော့ပါမယ် E minor ကော့ပါမယ် G flat minor ကော့ပါမယ် G ကော့ပါမယ် A ကော့ပါမယ် D minor ကော့ပါမယ်ဒိုရီမီဖာ note ပေါ့ဒိုရီမီဖာဆိုတာတကယ်တမ်းဒါလေးတွေက note အတန်တန်ပဲအတန်တန်ပဲရှိရပါတော့ကျိုးတစ်ချောင်းကိုတိလိုက်တယ်ဆိုရင်ဒါအတန်တန်ပဲထွက်တာအဲ့ဒါဟိုမှာလက်နဲ့ဟို3နေရာကိုဖြစ်တယ်ဆိုရင်အနည်းဆုံး code တစ်ခုကိုဖြစ်ဖို့အတွက်ဆိုရင်အနည်းဆုံး note ဒီလိုမျိုး note လေးတွေ do re mi fa note လေးတွေ3ခုအနည်းဆုံးပေါင်းမှ chord ဆိုတာဖြစ်လာတာ C chord လို့ D minor chord လို့အောင်ဖြစ်လာတာဗောနော်မဟုတ်ဘဲနဲ့ဟိုတစ်လုံးမှတိမဲ့ဆိုရင်ဒါ note လို့ခေါ်တာဗောနော်ဒါ note ပဲဗောနော် C note D note ဒါ E note F note ပေါ့ဒါဆိုရင်ဒါ C chord D minor chord E minor chord ဗောနော်ဒီ C ထဲမှာဆိုရင်ဒီ C chord ထဲမှာဆိုရင် C E G ဆိုတဲ့ဒီ note လေးပါ C note လေးပါမယ် E note လေးပါမယ် G note လေးပါမယ်အကြောင်းအခုက C ကိုကိုက်နေဆိုရင်လက်၃ချောင်းနဲ့ကိုက်တာဗောနော်နောက်ကွက်မြဟိုပထမတစ်ကွက်ကိုနှစ်ကျိုးမှာလက်ညှိုးဖိတယ်ပြီးရင်၄နဲ့၅ကို2နဲ့3ကွက်မှာလက်ခလဲနဲ့လက်တကြွယ်ကတောင်းယူပြီးတော့ဖိတယ်ဗောနော်အဲ့ဒါဆိုရင်ဒါ C ကောဖြစ်သွားတယ်အဲ့လိုမျိုးပဲအဲ့တော့နည်းနည်းရှုပ်ကောင်းရှုပ်လိုက်မယ်ဒါပေမဲ့အဓိကသိထားမှာဒီပုံသေးနည်းလေးပေါ့နော်ဟိုဟက်အဲ့လေးသိထားမယ်အဲ့လေးပေါ်အဲ့လေးကိုကြည့်ပြီးတော့မှဒီ note တွေကိုရေးရမယ်ပေါ့နော်ရေးနဲ့တော့သူဘာမှကြရင်ညမန်းတန်းပြီးတော့မှဟိုတီးရင်းနဲ့သိလာလိမ့်မယ်ပေါ့နော်အဲ့တော့ဒီနေ့သိထားမှာဒိုရီမီဖာဆိုလာတီဆိုတဲ့အတန်9တန်ရှိရယ် music မှာပေါ့နော် music မှာဒိုရီမီဖာဆိုလာတီဆိုတဲ့အတန်9တန်ရှိရယ်ဒိုကနေရီကိုရောက်ဖို့အတွက်ဆိုရင်တစ်ခွက်ကျော်ကတစ်လုံးဒိုနဲ့ရီချာမှာတစ်လုံးရှိတယ်ရီနဲ့မီချာထဲမှာတစ်လုံးရှိတယ် E နဲ့ F ကတော့ကလျက်ဆိုတော့ဈာတန်မရှိဘူးပြောချင်တာတစ်လုံးရှိတယ်ဆိုတာဈာတန်ကိုပြောတာ C နဲ့ D ချာထဲမှာဈာတန်ရှိတယ် D နဲ့ E ချာထဲမှာဈာတန်ရှိတယ် F နဲ့ D ချာထဲမှာဈာတန်ရှိတယ် G နဲ့ E ချာထဲမှာဈာတန်ရှိတယ်ပေါ့နော်ပြီး A နဲ့ D ချာထဲမှာဈာတန်ရှိတယ်အဲ့တော့သူ့ကိုပုံစံကြီးတွက်ထုတ်လိုက်တဲ့အချိန်ကျရင်ဘယ်လိုဖြစ်သွားလဲဆိုတော့ဒါဆိုရင်ဟိုဟက်ပေါ့နော်ဥပမာကွာဒီ C ကနေ D ကိုရောက်ဖို့အတွက်တက်လက်မဆိုရင် E ကနေ F ကိုရောက်ဖို့အတွက်ဆိုရင်တက်လက်မမလို့တော့တက်လက်မရဲ့တော့ပဲလို့အဲဒါကြောင့်ဟက်လို့ပြောတာပေါ့နော်အဲဒါတက်လက်မဆိုရင်အတိလို့ပြောတာအဲဒါကြောင့်ဟိုလို့သတ်မှတ်တာပေါ့နော်ဟိုဟက်ဒီမှာတွက်ကြည့်မယ်ဆိုရင်ဒီနဲ့ E ရဟုတ်တယ် E နဲ့ GB ရဟုတ်တယ်ဘာလဲဆိုတော့ E နဲ့ GB ရဲ့ခြားထဲမှာ F ကျန်ပြီးဟုတ်လား E နဲ့ GB ရဲ့ခြားထဲမှာ F ကျန်ပြီးဟုတ်တယ်ဟို G နဲ့ GB ရကလေးရဟုတ်လား G နဲ့ GB ရကလေးဟုတ်တယ်ဒီမှာ GB ဒီမှာ G ရှိတယ်ကလေးရဒါဟက် G နဲ့ A ကတစ်ခွက်ကျော်ဟုတ်လား G နဲ့ E တစ်ခွက်ကျော်ဟုတ်တယ်ဒီမှာ G နဲ့ E ခြားထဲမှာ AB ဆိုတာရှိတယ်ဟိုမှန်တယ်ပြီး A နဲ့ B ကတစ်ခွက်ကျော် A နဲ့ B ကတစ်ခွက်ကျော်ဟုတ်တယ်ခြားထဲမှာ PP ရှိတယ် B နဲ့ DB နဲ့တစ်ခွက်ကျော်ဟုတ်လား B နဲ့ DB နဲ့တစ်ခွက်ကျော်ဟုတ်တယ်ခြားထဲမှာ C ရှိတယ် D နဲ့ DB ကကလေးရ D နဲ့ DB ကကလေးရဟုတ်တယ်နော်အဲ့ဆိုဟက်အဲ့ဆိုဒီပုံလေးမှန်တော့ကြည့်ကြည့်အောင်ဟိုဒီမှာဟက်
ဟိုဟက်အဲ့ဆိုမှန်တယ်နော်ဟိုဟက်စီကိုပြန်ကြည့်မယ်ဆိုလဲစီနဲ့ဒီကတစ်ခွက်ကျော်ဆိုတော့မှန်တယ်ဒီနဲ့ E ကတစ်ခွက်ကျော်ဆိုတော့မှန်တယ် E နဲ့ F ကကလေးရဆိုတော့ဟက် F နဲ့ G ကတစ်ခွက်ကျော်ဆိုတော့ဟို G နဲ့ E ကတစ်ခွက်ကျော်ဆိုတော့ဟို E နဲ့ B ကတစ်ခွက်ကျော်ဆိုတော့ဟို B နဲ့ C ကကလေးရလို့ဆက်မယ်အဲ့ဒါကိုဘယ်လိုရေးရမလဲဆိုရင် key C အတွက်ရေးမယ် key D အတွက်ရေးမယ် key E အတွက်ရေးမယ် key F အတွက်ရေးမယ်ပြီးရင် key G အတွက်ရေးမယ် key A အတွက်ရေးမယ် key D အတွက်ရေးမယ်ခုနလုံး key ခုနလုံးရေးမယ်ဗောနော် key ခုနခုကိုဒီလိုမျိုးပုံစံမျိုးလေး C ဆိုရင် C ကနေစရေးမယ် C ကနေရေးပြီးတော့မှ C D E F G A B C အဲ့ပုံစံတိုင်းလေးသွားမယ်ဈာထဲမှာဆိုရင်ဒါဟိုဆိုတဲ့ပုံစံနည်းနဲ့လည်းကန့်ညီရမယ်ဒီကနေစရေးမယ်ဒီ key D အတွက်ရေးမယ်ဆိုရင်ဒီကနေစရေးမယ် D E G B G A B D B D ဒီနဲ့ပြန်ဆောင်းရမယ် E ကိုရေးမယ်ဆိုရင်လည်းအဲ့လိုပုံစံမျိုးပဲရေးပြီး E နဲ့ပြန်ဆောင်းရမယ်အဲ့ဒါလေးကိုညီမလေးအင်္ဂါလေးနဲ့ရေးခဲ့ရမယ်ဗောနော်ရေးခဲ့ရမယ် key ခုန key ကိုအင်္ဂါလေးနဲ့ရေးခဲ့ရမယ်ရေးဝင်ရေးနေတယ်ကိုပြောထားခဲ့ပြီးဘယ်လိုရေးရမယ်ဆိုတာအဲ့ဒါကိုမှားလားမှန်လားကိုပြန်စစ်ပေးမယ်ဗောနော်အမှန်ဆိုရင်တော့12ခုရေးရမယ်12ခုရေးရမှာဆိုတော့ဒီ DP တို့ EV တို့အတွက်လည်းရေးရမှာသူလည်း key တွေရယ် key က12 key ရှိရပါတော့ဒါပေမဲ့လောလောဆယ်သူ့ရဲ့ CDEFG AB ဆိုတဲ့တကယ်အတန်တွေပဲဈာတန်မှာပါပဲနဲ့ဒိုမီဖာဆိုလာတီဆိုတဲ့ key တွေပဲအရင်ဆုံးရေးခိုင်းတာပေါ့နော်အဲ့ဒါလေးကိုရေးခဲ့ပေါ့နော်မှားလားမှန်လားကိုတစ်ချက်ပြန်ဆက်မယ်ဟိုပုံစံလေးလည်းကိုပြပေးမယ်ပေါ့နော်ဘယ်လိုရေးရမယ်ဆိုတဲ့ပုံစံလေးလည်းခုနကီကိုဇရာလေးနဲ့ဆွဲပြီးတော့အခုပုံလေးပို့ပေးမယ်အဲ့ဒါကိုတော့ကြည့်ပြီးတော့မှအရေးပါနဲ့ကိုယ်တိုင်ရအောင်ရေးပေါ့နော်ကိုယ်တိုင်ရအောင်ရေးပြီးတော့မှအခုစီကိုပြန်ပြီးတော့ပို့ပေးပေါ့နော်ကိုမလာမှန်တာပြန်စစ်ပေးမယ်ကြည့်ပြီးတော့မရေးနဲ့ပေါ့နော်အခုကတော့အဲ့ခီးခုနခုကိုရေးပြီးတော့မှမလေးစီကိုစာရွက်လေးပို့ပေးမယ်ပေါ့နော်အဲ့စာရွက်လေးကိုကြည့်ပြီးတော့မှကြက်တော့မကြက်နဲ့ပေါ့နော်ပုံစံလေးပဲမှတ်ထားရမယ်အခုပြောတဲ့ပုံစံလေးမှတ်ထားရမယ်ဟိုဟက်အဲ့လေးကိုမှတ်ထားပြီးတော့မှ key D ဆိုရင် D ကနေစရေးမယ် key C ဆိုရင် C ကနေစရေးမယ် key E ဆိုရင် E ကနေစရေးမယ်တကယ်လို့စိတ်ထဲကနေပြီးတော့မှရှိရတာနည်းနည်းထောက်နေရဆိုရင်ဒီဟာလေးကိုဆွဲလိုက်ဘယ်ကြည့်ဆွဲရမလဲဆိုရင်1လောက်ထိဆွဲလိုက်နှစ်ပြန်စာလောက်ပါနော်နှစ်ပြန်စာလောက်ဆွဲထားလိုက်ဟိုဘက်ထိ C D flat D E flat E အဲ့လေးကို D C တောင်းသွားပြီဆိုရင်ဒီအစနေပြီးတော့မှပြန်အစင်းတိုင်းပြန်ပြီးတော့မှဟိုဘက်ပြန်အစင်းတိုင်းပြန်ရေးပါနော်24ခုလောက်ဘက်ကိုဆွဲပြီးတော့မှအရှိထားလိုက်ထားပြီးတော့မှအခုအကိုရှိပြီးလို့ပေါ့နော်ဒီကနေစားရဆိုရင်ဒိုကနေပြီးတောက်ဖို့အတွက်ဆိုရင်တစ်ခွက်ကျော်ဒီကနေပြီးတောက်ဖို့အတွက်ဆိုရင်တစ်ခွက်ကျော်မီနဲ့ဖာကလေးရဆိုတော့အဲ့လိုလေးလုပ်ပြီးတော့မှအဲ့လေးကိုကြည့်ပြီးတော့မှစာရွက်ထဲမှာခြိုက်ရေးလိုက်အောင်နော်အဲ့ဒါလေးရှိခဲ့မယ်နော်ဒီနေ့တင်ပြရတာတော့အဲ့ဒါပဲနော်